ရေဒီယိုလိုင်းပုံစံနဲ့ပုံမှန်ထုတ်လွှင့်ကြလို့ပဲဖြစ်ပါတယ်။ကျမတို့ဟာအစိုးရချက်ပြလိုင်း signal တွေကိုစုဆောင်းပြီးဒီအချက်လက်တွေကနေရောင်စင်လိုင်းဆိုင်ရာအချက် spectral information တွေတောင်ကကျမတို့လေ့လာနေတဲ့အရာဝတ္ထုတွေရဲ့ပုံရိပ်တွေကိုပါရရှိနိုင်တာဖြစ်ပါတယ်။ကျမတို့ဟာလက်ရှိသိရှိထားတဲ့နယ်ပယ်တွေကိုကျော်လွန်ပြီးသိရှိနိုင်တဲ့စီမံကိန်းတွေအတွက်အချက်လက်ပေါင်းများစွာကိုစစ်စစ်မပြတ်စုဆောင်းနေရှိပါတယ်။ဟုတ်ပါတယ်။ဒါတွေကတကယ်ကိုအံ့ဩဖွယ်ကောင်းတာပါလေ။ ALMA စနစ်ကတော့နက္ခတ္တဗေဒပညာရှင်တွေရဲ့စัจ java အမြင်တွေကိုပြောင်းလဲစေခဲ့တာကတော့တက်တန်းတွေရဲ့ကျူးစနစ်တွေကိုအနီးကပ်မြင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာကျမတို့မြင်တွေ့နေရတာကဂျုံဖွဲ့စည်းမှုကျွေးကြံတွေတာကဂျိုရီရဲ့ပုံသဏ္ဍာန်စတင်ဖွဲ့တည်နေတဲ့ drug ဝတ္ထုချက်ပြတစ်ခုရဲ့တကယ်ပုံရိပ်များပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့ ALMA ကနေရရှိထားတဲ့ PGS 70လို့မြင်သတ်မှတ်ထားတဲ့ခံမှန်းသက်တမ်းနှစ်10 တန်းလောက်ရှိတဲ့ကျက်တလုံးရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။၎င်းရဲ့အကျွေးကြံချက်ပြဟာကျက်တစ်စင်းကိုဝေးရန်ထားတဲ့ဖုံမှုဝင်းကြီးတစ်ခုနဲ့ပို့တူပြီးတော့အနည်းဆုံး Jupiter အရွယ်ကြိုးကြီးတစ်လုံးဖြစ်ပေါ်နိုင်စေလောက်တဲ့အထိကြီးမားတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်။အဲ့ဒီဂျိုမှာပဲကိုယ်ပိုင်လဖြစ်ပေါ်စေနိုင်တဲ့တင်းငယ်တဲ့ချက်ပြ display ရှိပါတယ်။အခုကျမတို့မြင်တွေ့နေရတာကတော့ ALMA telescope နဲ့အခြား telescope တွေကရရှိလာတဲ့အချက်လက်တွေကိုနှိုင်းယှဉ်ပြီးနက္ခတ္တဗေဒပညာရှင်တွေအတွက်ဂျိုရီဘယ်လိုကြီးထွားလာတဲ့ဆိုတဲ့အထောက်အထားတွေကိုသိရှိနိုင်ဖို့တရုပ်ပေါ်ပြသထားတာပဲဖြစ်ပါတယ်။ဖြစ်နိုင်ခြေရှိတာကတော့လွန်ခဲ့တဲ့နှစ်သန်းထောင်ပေါင်းများစွာကကျမတို့နေဖွဲ့စည်းထားတဲ့အခုလိုပုံသဏ္ဍာန်တွေကနေဂျိုရီစတင်ဖြစ်တည်လာတာဖြစ်နိုင်ပါတယ်။နက္ခတ္တဗေဒပညာရှင်ရဲ့စုံမှုရှာဖွေတွေ့ရှိမှုတွေအတွက်အရေးကြီးပုံမြင်မာတဲ့မျိုးဆက်တဲ့ telescope တွေထွက်ပေါ်လာဖို့ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ဒီပညာတွေအစစ်အမြစ်ပြီးပုံပုံပြည့်စုံသွားတဲ့အခါဆိုပါ telescope တွေဟာညအနေငယ်ကြည့်ရှုရယူတဲ့ကောင်းကင်ကြီးတစ်ခုလုံးကတော့မြင်နိုင်စွမ်းတွေရှိလာနိုင်ပါတယ်။ညစဉ်ညတိုင်း20 dB ရှိတဲ့ data အချက်လက်တွေကိုတစ်နှစ်ပတ်လုံးတိုင်းတာနဲ့ထုတ်ပေးနိုင်မှာဖြစ်ပြီးဒါကလက်ရှိHubble telescope ရိုက်ကူးပေးနိုင်တာရဲ့အစဖြစ်ပါတယ်။ရရှိလာတဲ့ကမ္ဘာလုံးတိုင်းတာနဲ့ထုတ်ပြီးသွားမှာဖြစ်ပါတယ်။နက္ခတ္တဗေဒရဲ့အနာဂတ်ဟာကျမတို့လက်ထဲမှာရှိနေပါပြီ။အခုလိုကျောင်းသားကျောင်းသူတွေနဲ့အသက်အရွယ်ဆုံးကလေ့လာသူတွေနဲ့တွေ့ဆုံရတာလွန်မဲ့နှစ်သက်သဘောကျနေပါတယ်။သူတို့တွေရွေးရောက်လာတဲ့အခါချီလီဒါမှမဟုတ်ကမ္ဘာရဲ့တနေရာကနက္ခတ္တရာလေ့လာရေးစခန်းတွေမှာကျမတို့ရဲ့အတူတူပူးပေါင်းပြီးအလုပ်လုပ်နိုင်လို့ကျမကပြောနေပါတယ်။လူသားတိုင်းဟာမတူညီတဲ့နောက်ခံအကြောင်းအရာတွေမျိုးမျိုးသောပါရမီတွေနဲ့ကျွမ်းကျင်မှုကိုစီရှိကြတဲ့သူတွေဖြစ်ပါတယ်။ကျမအနေနဲ့လူတိုင်းနက္ခတ္တဗေဒပညာရပ်ကိုခုလိုလာရောက်ကြည့်ရှုလေ့လာရင်းပျော်ရွှင်မှုတွေခံစားနိုင်ကြဖို့ဖိတ်ခေါ်ပါတယ်။ကျမတို့အနေနဲ့ကောင်းကင်ကြီးရဲ့စမ်းချေမှုတွေနဲ့လူသားတွေရဲ့စိတ်လှုပ်ရှားဖွယ်တွေ့ရှိမှုတွေကိုအခုလိုကဏ္ဍကနေဆင့်မျှဝေပေးလိုက်ရပါတယ်ရှင်။ယေရှုတင်ပါတယ်ရှင်။